အားလုံးပဲမင်္ဂလာပါရှင် Story Audio Channel ကနေပြီးပရိသတ်များအားလုံးကိုပြန်လည်ပြောကြဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ဖြိုကပထရီရဲ့တဏှာဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုပြောနေတူလိုက်ပါပြီးတော့နားဆင်ပေးပါရှင်။မိုးကတဲတဲမဲမဲရွာနေရဲ့အိမ်ခေါမိုးဘောကိုရိုက်ခန့်နေတဲ့အိုးဆက်တန်တွေကကျမရဲ့ရှင်ခုံတန်ထက်တောင်ပိုကျန်နေသလားမှတ်ရတယ်။ကျမအခန်းတကားကိုအတွင်းရနေချက်ထိုးထားမိသလားဆိုတာသုံးခါလောက်ပြန်ဆင်းမိရဲ့ဒီအိမ်မှာကျမဘသူကိုမှမရှုံရဲတော့ဘူးအထူးသဖြင့်အမေနောက်အိမ်တော်ပြုတ်ပြီးခေါ်လာခဲ့တဲ့ထို့လူဥပတိန်သူ့ရဲ့အကြည့်တွေဟာကျမရဲ့ကြောပြင်မှာကပ်ပါကောင်တကောင်လိုတွေ့ကန်းနေတတ်တယ်ကျမရဲ့ချိုးကန်းသွားရင်ဖြစ်ဖြစ်ထမင်းစပွဲမှာထားရင်ဖြစ်ဖြစ်သူ့ရဲ့တနာရိတ်ရောင်တန်းနေတဲ့မျက်လုံးတွေကကျမရဲ့ခန္ဓာကိုယ်အနှံ့ကိုအငဲမိတ်ရလိုက်လံပုတ်တက်နေတယ်လို့ခံစားရတယ်။ကျမယွန်းတယ်။ကျမကြောက်တယ်။ကျမအသက်ရှူရတာမောကျက်နေပြီ။ကျမအမေကိုအချိန်ချင်းပြောပြဖို့ကြိုးစားခဲ့ဘူးလေ။အမေတမီအဲ့လိုမကြည့်ချင်ဘူး။သူ့အကြည့်ပြတမျိုးကြီးပဲ။အမေကကျမကိုငေါက်တယ်။နင်းရလေအပူရီ။ तू ကနင့်ကိုတမီးရင်တယောက်လိုဂယုစိုက်နေရပါ။ငါတို့မိသားစုလေးအဆင်ပြေဖို့သူပဲရှာကျွေးနေရလေသူ့ကျေစုသိစမ်းပါတဲ့အမေကဥပတိန်ကိုအရှမ်းချစ်တယ်ဥပတိန်ပြောသမျှအကုန်ရှုံနေအမေရဲ့မျက်လုံးထဲမှာကျမတဲ့ဥပတိန်ကပိုအရေးပါနေသလားလို့တော့တခါတလေတွေးမိပြီးရင်ထဲမှာစူတက်လာတတ်တယ်ဥပတိန်ကတော့အမေမရှိတဲ့အချိန်ဆိုရင်ကျမအနာကိုပိုကက်လာတတ်တယ်သမီးចောင်းစာတွေခက်နေလားအဖေကူညီပေးရမလားသူ့ရဲ့လက်ကျန်ကြီးတွေဟာကျမရဲ့ပခုံးပေါ်ရောက်လာတဲ့အခါကျမတုံရီပြီးနောက်ကိုဆုတ်မိရဲ့သူကတော့တပုတ်လေးတွင်ရှည်ပြတတ်တယ်အဲ့ဒီအပြုံးကကျမအတွက်တော့ငရဲရဲ့တကားဝတစ်ခုလိုပင်တရက်မှာတော့အချင်းတွေရောက်ပို့ဆိုးလာတယ်အမေကနေရအတော်ဖြစ်သူနေမကောင်းလို့ဆိုပြီးနှစ်ညအိတ်ခရီးထွက်သွားခဲ့တယ်အိမ်မှာကျမနဲ့ဦးပါတဲ့နှစ်ယောက်တည်းကျမတညလုံးအခန်းထဲကနေအပြင်မထွက်ပဲအစာငက်ခံပြီးပုံနေခဲ့တယ်။ဒါပေမဲ့ဒုတိယမြောက်ညမှာတော့ကျမအခန်းတကာကိုတယောက်ကလာခောက်တယ်။သမီးထမင်းထွက်ဆောင်လေဗိုက်စာနေရောပေါ့။အဖေမင်းတိုက်တဲ့ဟင်းတွေဝယ်လာတယ်။ကျမမထိုးခဲ့ဘူး။အသက်ကိုယ်တော်မှတ်မှန်မရှိရဲပဲငြိမ်နေမိရဲ့။ခဏကြာတော့တကားချက်ကိုတစုံတစ်ခုနဲ့ထိုးပွင့်နေရဲ့အတန်ကိုကြားလိုက်ရတယ်။ကျမရဲ့နှလုံးသားကအပြင်ကိုထွက်ကြမတက်ခုန်လာတယ်။ကြောက်ဆိုတဲ့အတန်းနဲ့အတူတကားပွင့်သွားခဲ့တယ်။ဥပတင်ဝင်လာတယ်။သူ့မျက်လုံးတွေကမိုးရက်နေသလိုနေမြန်းနေပြီးတော့လက်ထဲမှာလည်းအရက်ပလင်းတစ်လုံးပါလာတယ်။အဖေအပြင်ထွက်ပေးပါ။ကျမတုံရင်နေရဲ့အတန်းနဲ့ပြောမိရဲ့။မင်းကဘာလို့ဒီလောက်ကြောက်နေရလဲ။ငါမင်းကိုချစ်လို့ပါ။ तू ကကျမနာကိုတိုးလာတယ်။ကျမကရင်ဘောကနေဆင်းပြီးဒေါင်းတနေရာမှာကက်ရက်နေမိရဲ့သူ့ရဲ့အသက်ရှူတန်ပြင်းပြင်းတွေဟာကျမရဲ့ဘားပြင်နာထိရောက်လာတယ်။အမေသိရင်အဖေကိုတတ်မှာနော်။ကျမအားကိုးရမဲ့စွာအမေကိုတန်တားမိရဲ့။ဥပတင်ဟာခက်ဟာဟာရှိလိုက်တယ်။နင့်အမေကငါ့ကိုဘာမှမပြောဘူး။ तू ကငါ့စကားဆိုရင်မြေဝဲမကြနားထောင်တာနင့်သိလား။နင့်အမေငါစီကနေပတ်စံဘလောက်တောင်ယူထားလဲဆိုတာအဲ့ဒီစကားကြောင့်ကျမခိတ္တမြကြောင်အသွားတယ်။ဥပတင်ကကျမရဲ့လက်မောင်းကိုအတင်းဆွဲကန်လိုက်တယ်။ကျမအတင်းရုံးကန်ပြီးမြဲသူ့ရဲ့အောင်မရှင်းနိုင်ခဲ့ဘူး။ကျမငိုယိုပြီးအော်ဟစ်ခဲ့ပြီးမြဲမိုးတန်တွေအောက်မှာကျမရဲ့အတန်တွေဟာပျောက်ကွယ်နေခဲ့တယ်။အဲ့ဒီညကကျမအတွက်ကဘာပြတ်တဲ့ည။ကျမရဲ့ဘဝကျမရဲ့သိက္ခာကျမရဲ့ယုံကြည်မှုတွေအားလုံးအဖက်မစင်နိုင်အောင်ကြေမသွားခဲ့ရတယ်။နောက်ရဲအမေပြန်လာတဲ့အခါကျမအမေရဲ့ခြေသလုံးကိုဖက်ပြီးငိုယိုကအားလုံးကိုပြောပြခဲ့တယ်။အမေသမီးကိုကယ်ပါဦး။ဥပဒေက तू ကသမီးကိုကျမစကားမဆုံးခင်မှာပဲအမေစီကတုံ့ပြန်မှုကကျမရဲ့ရှင်ကိုဓာနဲ့မှုန်းလိုက်တယ်လို့ပဲအမေကကျမကိုတွန်းထိုးလိုက်တယ်။နင်ဘာတွေရှောက်ပြောနေရလဲ။ तू ကအဲ့လိုလူမဟုတ်ပါဘူး။နင်ပဲသူ့ကိုမြှူးဆွဲနေရမဟုတ်လား။နင်ကြောင့်ငါယောက်ျားနဲ့ငါစိတ်ဝမ်းကွဲမှောင်နင်လိုချင်နေရလား
ကျမနားမလည်နိုင်တော့ဘူးအမေရဲ့မျက်လုံးတွေထဲမှာနောင်တလည်းမရှိတနာကျင်လည်းမရှိမုန်းတိမှုနဲ့ဆက်ဆုပ်မှုတွေသာပြည့်ညတ်နေရဲ့ကျမကိုမွေးထုတ်ခဲ့တဲ့အမေကကျမကိုပြန်ပြီးတတ်နေရပဲကျမအိမ်ဘောကဆင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အိမ်ရှိတကားဝမှာကျမကိုတားဆီးလိုက်တာကဥပဒေမဟုတ်ပဲအမေဖြစ်နေခဲ့အမေလက်ထဲမှာစာချုပ်တချို့ရှိနေရဲ့နင်ဘယ်မှသွားလို့မရဘူးနင်ကဥပဒေနဲ့မဟုတ်ရင်တော့တခြားတစ်နဲ့သွားရမှာပဲငါတို့ကြွေးမိပြီးအများကြီးရှိတယ်အမေအတန်ကအေးဆက်လွန်နေရဲ့အဲ့ဒီအချိန်မှာပဲတကယ်အမှန်တရားကပွင့်ထွက်လာခဲ့တယ်ဥပဒေကကျမကိုဖျက်ဆီးကြမဟုတ်ဘူးသူကကျမကိုကြည့်နေရဲ့အကြည့်တွေဟာတဏမဟုတ်ပဲနှမျောတတဖြစ်နေရဲ့အကြည့်တွေသူကကျမကိုတကယ်ပဲအမေလက်ကနေကဲတင်ဖို့ကြိုးစားခဲ့တာအမေကကျမကိုတထေးတယောက်စီရောက်ဖို့ကြံစီနေရအောင်သူကသိနေလို့ကျမကိုစောင့်ကြည့်နေခဲ့တာဒါပေမဲ့အဲ့ဒီညကသူမူးနေခဲ့ပြီးစိတ်မထိန်နိုင်ပဲမှားပြင်းခဲ့တာအဆိုးဆုံးသစ္စာဖောက်ကကျမရဲ့အမေရင်ဖြစ်နေရအောင်ကျမသိလိုက်ရတဲ့အချိန်မှာတကဘာလုံးမှောင်အတီးကျသွားခဲ့ရတယ်အမေကဥပဒေကိုအသုံးချပြီးကျမကိုထောင်ချောက်ဆင်ခဲ့တာဥပဒေကလည်းအမေရဲ့လှဲ့ကွက်ထဲမှာပါသွားခဲ့တယ်လို့ကျမကလည်းအမေရဲ့သားကောင်ဖြစ်ခဲ့ရတယ်အခုတော့ကျမအဝေးတနေရာမှာရှောင်းနေပါပြီအတိတ်ရဲ့ဒဏ်ရာတွေကတော့ကျမရဲ့ရင်ဘတ်ထဲမှာအမာရွတ်အဖြစ်ကြံရည်နေစေကျမဥပဒေကိုမုန်းတယ်လို့အမေကိုလည်းဘယ်တော့မှခွင့်မလွှတ်နိုင်တော့ဘူးအနည်းဆုံးလူကတစ္ဆာဖောက်တဲ့အခါရရှိရဲ့နာကျင်မှုကတခြားဒဏ်ရာတွေထက်ပိုပြီးနဲ့ဆိုင်တတ်တယ်လူဆိုတာကိုယုံကြည်ရတဲ့အရေးအောက်မှာခိုးလုံနေရင်နဲ့မှအဲ့ဒီအရေးကကိုယ့်ကိုပြန်ပြီးဝါမျိုးတမဲကျမသိလိုက်ရတယ်အမေဆိုတဲ့ခုံပုံနောက်ကတဏှာနဲ့လောဘတွေကကြောက်ဖို့အကောင်းဆုံးပဲပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ပတ်ထွေးရဲ့တဏှာဆိုတဲ့ဇာတ်လမ်းလေးကတော့တင်ပါတယ်ပြီးပါပြီဇာတ်လမ်းကောင်းများစွာကိုနားဆင်စနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်